မင်္ဂလာပါခင်ဗျာကျွန်တော်တို့တွေဟာတခါတလေမှာအခက်အခဲတစ်ခုနဲ့ကြုံလာရရင်ဒါကတော့မထင်နိုင်တော့ပါဘူးဆိုပြီးလက်လျှော့လိုက်တာမျိုးရှိတတ်ကြပါတယ်ဒီနေ့မှာတော့ဆရာဖေမြင့်ရဲ့နှလုံးသားအာဟာရအပိုင်း3အနေနဲ့ကျွန်တော်တို့ရဲ့မထင်နိုင်ဘူးဆိုတဲ့အတားအဆီးတွေကိုရိုက်ချိုးပိမ့်မိဇလန်းလေးတစ်ပုဒ်ကိုဝေမျှပေးခြင်းပါလေ ဇလန်လေးကတော့ပညာနည်းလောကမှာတကယ့်ကိုနာမည်ကြီးခဲ့တဲ့ထီရတစ်ခုပါတခါကတက္ကသိုလ်တစ်ခုရဲ့သင်္ချာအတန်းမှာကျောင်းသားတစ်ယောက်ဟာအတန်းလေးကိုနောက်ကျပြီးရောက်လာပါတယ်သူရောက်သွားတဲ့အချိန်မှာဆရာကသင်ခန်းစာတွေတင်ပြီးသွားပြီးဖြစ်တယ်လို့ကြောက်တင်ပုံပေါ်မှာလည်းသင်္ချာပုတ်စာနှုံပုတ်ကိုရေးထားခဲ့ပါတယ်ဒီကောင်လေးကဒါဟာဒီနေ့အတွက်ပေးလိုက်တဲ့အင်စာလို့တဲ့ထင်ပြီးသူ့စာအုပ်ထဲကူးသွားခဲ့ပါတယ် အိမ်ရောက်လို့တွက်ကြည့်တဲ့အခါမှာတော့ဒီပု္ပ္ပာတွေကအယမ်းကိုခက်ခဲနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့သူကအိမ်စားပဲရအောင်တွေ့ရမယ်ဆိုတဲ့စိတ်နဲ့ရပ်ပေါင်းများစွာအချိန်ပေးပြီးစူးစမ်းတွက်ချက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအဖြေကိုရအောင်တွက်ထုတ်နိုင်ခဲ့ပါတယ်။နောက်ကပတ်အတန်းတက်တဲ့အခါသူဟာဆရာစီသွားပြီးအိမ်စားတွက်ပြီးကြောင်းတွားပြပါတယ်။အဲ့ဒီမှာဆရာဖြစ်သူဟာအံ့အားသင့်ပြီးပါဇက်အဟောင်းစားဖြစ်သွားပါတယ် ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပုတ်စာနှစ်ပုတ်ဟာအင်္ဂါမဟုတ်ပါဘူးဆရာကကဘာပေါ်မှာဘယ်သူမှမတွက်နိုင်သေးတဲ့တင်ချာပုတ်စာအရှုပ်ထွေးကြီးနှစ်ခုအဖြစ်နမူနာရေးပြထားတာဖြစ်ပါတယ်တကယ်လို့သာအဲ့ဒီကောင်လေးကဒါဟာမတွက်နိုင်တဲ့ပုတ်စာဖြစ်မှန်ကြိုတိခဲ့ရင်သူစူးစမ်းမှာမဟုတ်တလို့အဖြေလဲထွက်လာမှာမဟုတ်ပါဘူးသူကဒါဟာဖြစ်နိုင်တဲ့အင်္ဂါလို့ပဲယုံကြည်ဟဲ့လို့အခုလိုကဘာကျော်တဲ့ရှာဖရီတွေးချမှုကိုလုပ်နိုင်ခဲ့တာပါ ဒီဇလန်လေးကနေဆရာဖေမြင့်ပေးခြင်းတဲ့နှလုံးသားအာဟာရကတော့ကျွန်တော်တို့ရဲ့အကြီးအမားဆုံးအတားအဆီးဟာကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိနေတဲ့မဖြစ်နိုင်ဘူးဆိုတဲ့အစွဲလမ်းပဲဖြစ်ပါတယ်။တခါတလေမှာတစ်ခုခုကိုမအောင်မြင်ခင်မှာဒါကတော့ခက်တယ်မဖြစ်နိုင်ဘူးလို့ကြိုတင်သတ်မှတ်လိုက်တာဟာကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုကိုယ်တိုင်တက်ပစ်လိုက်တာနဲ့အတူတူပါတယ်။ဒါကြောင့်လူငယ်တို့ဘဝမှာတစ်ခုခုကိုမစော့တင်ခင်မှာမဖြစ်နိုင်ဘူးဆိုတဲ့အတားအဆီးကိုဖယ်ရှားလိုက်ပါ။မတိစိတ်ကယုံကြည်မှုဟာတင်မထင်မှတ်ထားတဲ့အောင်မြင်မှုတွေကိုယူဆောင်လာပေးပါလိမ့်မယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်အခန်းလေးမှာပြန်တွေ့ကြမယ်ခင်ဗျာ။